အကောင်းဆုံးပွဲတစ်ပွဲဖြစ်လာအောင်မဲ့အာဂျီနဲ့စပါတို့ရဲ့လန်ဒန်ဒါဘီပွဲလာမယ့်နိုဝင်ဘာ23ရက်နေ့မှာအင်ရှင်အာဂျီတို့က Emirates Stadium မှာလက်ခံကစားတော့မှာဖြစ်ပါတယ်။အန်ဒီနဲ့ရှင်တိုင်မှုပြင်းထန်တဲ့ဒီနှစ်သင်းဟာဒီပွဲပြီးရင်လည်းကိုစီထက်ခဲတဲ့တိုင်ဘက်အသင်းတွေနဲ့တက်တွေ့ရအောင်မှာဖြစ်တဲ့အတွက်ဒီပွဲကိုရှော့ကစားမလားတကယ်ချမလားဆိုတာစိတ်ဝင်စားစရာကောင်းပါတယ်။ဒီ Premier League ရာသီမှာအာဆင်နယ်အသင်းအနေနဲ့အကောင်းဆုံးခံစစ်အမှတ်တွေရရှိထားတာဖြစ်လို့ပြကလပ်စိန်စပါတို့ဒီတောင်ကိုမောင်းကျော်နိုင်မှာမလားဆိုတာတွေးပူကြရတော့ရှိပါတယ်။အလိုပဲကြည့်စပါတို့ရဲ့ဒီယာဒီတိုက်စစ်ပုံစံနဲ့အာဂျီရဲ့နောက်ကန်းလေးယောက်ခံစစ်ကိုဖောက်ဖို့ဆိုတာခက်ခဲတယ်လို့ဂိုးရှေ့ရောက်ရင်တော့မှအခွင့်အရေးကိုကောင်းကောင်းသုံးမချနိုင်တဲ့စပါတို့အတွက်ပိုရင်လေးတရားကောင်းပါတယ်။ပြီးခဲ့တဲ့သူတို့နှစ်သင်းရဲ့တွေးဆုံမှုမှာအာဆင်နယ်က2-1နဲ့အနိုင်ရခဲ့ရမှာတကိုးကိုဆိုလန်ကီကအုံးကိုနဲ့သွင်းယူခဲ့တာဖြစ်လို့စပါကရှုံးမင်းခဲ့ရတာဖြစ်ပါတယ်။စပါဘက်ကအလဲတောင်းအနေနဲ့ကတော့စွန်ဟောင်မင်းရဲ့ခြေစမ်းပေါ်မှာပဲမူတည်နေပြီးပြီးခဲ့တဲ့ရှုံးကြီးကိုပြန်ဆက်ရမှာဖြစ်ပါတယ်။ကွီရီတက်ကြီးတဲ့ကအာဂျီဖန်တွေရောစပါဖန်တွေရောဒီပွဲကိုရင်ခုန်ကြရလားဘလို့ရလက်တွေကိုခမန်းထားလဲဆိုတာကိုမန်မှာဝင်ရောက်ဆွေးနွေးပေးတော့ပါဦး